有的说美国没小查可以比吧边，苗呢身边养路，爸妈对没标为，你定把的啦，下着身边偏偏家比吧偏的，苗呢身边养路，爸妈对没标为你定嘛的啦，美国啊边家把的标，美国。အများနဲ့အစဉ်ပြောင်းလို့အလိုက်ထိုက်တော့နေတဲ့နဲ့နေရမယ်ဘာမှတိတ်မပြောဘဲနေတဲ့မှာတလားဆိုတာကအများနဲ့အစဉ်ပြေဖို့လည်းလိုအပ်တယ်တို့ပေမဲ့တချို့နေရာတွေမှာတော့ဘုန်းကြီးတို့တရားဓမ္မများအများနဲ့အစဉ်ပြေခြင်းမပြေခြင်းထက်တကယ်ဓမ္မကိုချစ်မြတ်နိုးတယ်အမှန်တရားကိုမြတ်နိုးတယ်ဗုဒ္ဓရဲ့တားတော်သမီးတော်တွေကတော့အများစန္ဒထက်တကယ်တော်တော်စီတော်တော်ကောင်းတွေရဲ့စန္ဒဖះအဆုံးအမကိုပဲဥထိတ်ထားပါတယ်အများဆိုတာကလည်းခက်ကာလနဲ့ပြောရရင်အခုကမှလူစိုးနဲ့လူကောင်းဘယ်သူကပုံများတော့ကိုယ့်ကိုအတိဆုံးပဲလေတရား online ယောဂီများဖြည့်ကြည့်ပါအောင်ဗျာအခုကမှမိုင်းရကြမ်းတမ်းတဲ့သူတွေအကုသိုလ်ပြုလုပ်တဲ့သူတွေထက်နော်ဒီအကုသိုလ်တွေပြုလုပ်နေတဲ့လောဘဒေါသကိလေသာအဖြစ်များတဲ့သူတွေနဲ့ဒါကိလေသာအဖြစ်နည်းတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့သူတွေနဲ့ဘယ်ဟာပုံများတယ်လဲ online ယောဂီများဖြည့်ကြဗျာဒါတော့အတိဆုံးပဲလေနော်အားလုံးတိဆုံးပဲအကုသိုလ်လုပ်တဲ့သူတွေကိလေသာစိတ်ခိုင်းတဲ့အတိုင်းလုပ်တဲ့သူကပိုများတာဟုတ်ဒါဆိုရင်နော်ဒီစကားအတိုင်းပြန်ပြောရရင်ဒီကိလေသာအဖြစ်များတဲ့အကုသိုလ်ကြီးတဲ့ဒီအကုသိုလ်ပဲနှစ်သက်တဲ့ဒါပုရုဇဉ်အများစုတဘာဝအတိုင်းဒီအများဆန္ဒတိုင်းလိုက်ရောက်မယ်ဆိုရင်တော့အများကအကုသိုလ်ပဲနဲ့တက်တာလေနော်အများကအကုသိုလ်ပဲနဲ့တက်တာဆိုတော့ဒီမကောင်းတာတွေကာမဂုဏ်တွေခံစားဖို့ပဲဒီအများကတိုက်တော်မှာဒီအတွက်ဒီကိလေသာခိုင်းသမျှလိုက်လုံနေရင်တော့ဘယ်အများဆန္ဒတိုင်းသွားရင်တော့အပယ်သွားမှာပဲအပယ်လေးပါပူများတယ်လေလေတေနဲ့အပယ်ပဲကြာကြတာလေကောင်းတကူတီရောက်တဲ့သူအရန်ရှားတာဟုတ်ဒီအတွက်အများဆန္ဒထက်ဖရာယနာအရိယသူတော်ကောင်းတွေရဲ့စန္ဒကိုပဲဥထိတ်ထားတယ်မှာလေဗုဒ္ဓရဲ့ဓမ္မလမ်းစဉ်ကိုရှောင်လန်းမဲ့သူများနိဗ္ဗာန်ကိုတကယ်ရောက်ချင်နေဆိုရင်ပေါ့နော်အများစန္ဒတွေအ ਨੇ စန္ဒတွေအဓိကမထားဘဲနဲ့ဖရာဆုံးမနဲ့ညီတလားတင့်တော်ရဲ့လားကုသိုလ်ဖြစ်ရလားဒီအကုသိုလ်ဖြစ်စေသလားဒါနဲ့ပဲတိုင်းတာတဲ့အဓိကအဲအရေးကြီးဆုံးပဲအများနဲ့စင်မြောင်ဘာမှမပြောဘဲနေရင်တော့လူအများတော့ဘာမှမပြောဘဲနေရင်တော့ဒါသဘောကောင်းတယ်ဆိုပြီးတော့အများကတော့ပိုနှစ်တက်ကြမှာပေါ့မကောင်းတာလို့လည်းမပြောနဲ့အမုန်းခံပြီးတော့မဆုံးပါနဲ့နော်ဘာမှမပြောဘဲနေရင်တော့ရေပေါ်အဖြစ်ဘာမှတိတ်မပြောဘဲနေရင်တော့အများချစ်ကြတယ်ဒီပုဂ္ဂိုလ်သဘောကောင်းတယ်ဒါပေမဲ့ဘုန်းကြီးတို့တရားဓမ္မများဆရာတွေရဲ့ဂုဏ်အင်္ဂါအဲမှာပါတယ်လေမန္တလေးစာတော်ဘုရားကြီးရေးသားတဲ့ဟိုမဂ္ဂဒေဝမှာအာလုံးတရားတရားဓမ္မတွေကြားဖို့မဲ့ထင်ပါတယ်ရှေးရှုမေတ္တာကရုဏာနဲ့ရှေးရှုမေတ္တာကရုဏာနဲ့နာနာချင်းချင်းအပြစ်မြင်တိုင်းဝမ်းတွေမဲ့သူဟုတ်တိုင်းဆို၍ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဟုလော့နော်မေတ္တာကရုဏာရှေးထားပြီးတော့နာနာချင်းချင်းအပြစ်မြင်လဲစိတ်ထဲမထားဘဲနဲ့ဆုံးမမှာဆရာပိတာတာတယ်ဗျဆရာပိသားခြင်းတဲ့သူတွေကကိုယ့်ရဲ့တပည့်တွေမုန်းတာမမုန်းတာဂူးဆိုင်စရာမလိုမေတ္တာကရုဏာရှေ့ရှုပြီးဆုံးမမှာပဲအမုန်းခံပြီးဆုံးမရမှဆရာပိသားတာကိုယ့်တပည့်တွေနဲ့အလိုက်ထိုက်နေပြီးတော့နော်တိတ်မပြောဘဲနေတော့ဆရာကြီးသဘောကောင်းတယ်ဆရာမကြီးသဘောကောင်းတယ်ထင်ပေမဲ့အဲ့ဒါသဘောကောင်းတယ်လို့ပြောလို့မရဘူးဘုန်းကြီးတို့လည်းငယ်ငယ်ရတော့တူကိုစာသမားတွေကကိုနော်ဒီចောင်းသားတွေကိုတိတ်မဆုံးမဘူးဘာပြောဘာလို့တိတ်မပြောဘူးဆိုရင်သဘောကောင်းနေတယ်အဲ့ဒါဆရာမပိတော့မှားရင်ဆုံးမအောင်ဆရာပိသားခြင်းတဲ့သူများလူကြီးပိသားခြင်းတဲ့သူများလူပိသားခြင်းတော့သူများထပ်ပြောရင်နော်မေတ္တာကရုဏာရှေ့ရှုပြီးတော့မှားနေတဲ့သူတွေအမှန်ရအောင်ပြုပြင်ပေးရမယ်ဘလို့မှမရမှနောက်ဆုံးအဆင့်ဥပိ္ပခာရှုရမယ်စစကြီးဥပိ္ပခာရှုပြီးဘာမှမပြောဘဲနေရင်တော့သွားပါပြီလောကကြီးပျက်စီးပြီပဲဒါနဲ့ပတ်သက်ပြီးစုံမိတ်လေးတစ်ခုရှိတယ်လောကကြီးပျက်စီးတယ်ဆိုတာ
လောကကြီးဘာကြောင့်ပျက်စီးနေရတာလဲနော်လောကကြီးဘာကြောင့်ပျက်စီးနေရတာလဲဒီကယောဂီများဖြည့်ကြည့်အောင် online ယောဂီများလောကကြီးဘာကြောင့်ပျက်စီးနေရတာလဲလူဆိုးတွေမိုင်ရိုင်းကြမ်းတမ်းတဲ့သူတွေအကုသိုလ်လုပ်တဲ့သူတွေများနေလို့မဟုတ်ဘူးလားဟုတ်တယ်နော်အကုသိုလ်လုပ်နေတဲ့သူတွေမိုင်ရိုင်းကြမ်းတမ်းတဲ့သူတွေဒီပုဂ္ဂိုလ်တွေများနေတဲ့အတွက်လောကကြီးကပျက်စီးတယ်ဒါပေမဲ့ဒီတစ်ခုတည်းကြောင့်မဟုတ်ဘူးတဲ့လောကကြီးပျက်စီးတယ်ဆိုတာလူဆိုးတွေကြောင့်ကြမ်းတမ်းတဲ့သူတွေအကုသိုလ်မကြောက်တဲ့သူတွေသူတို့တစ်မျိုးတည်းကြောင့်လူဆိုးတွေတစ်မျိုးတည်းကြောင့်လောကကြီးပျက်စီးတာမဟုတ်ပါဘူးတဲ့ပညာရှိအမိခံတဲ့ပုဂ္ဂိုလ်များတတိနားလေသောပုဂ္ဂိုလ်များကမှားရင်မှားတယ်လို့မပြောလို့မှန်ရင်မှန်တယ်လို့မပြောလို့အမုန်းမခံကျင်တာနဲ့အများနဲ့တဟဇာတာဖြစ်ဖို့အဓိကထားအလိုက်ထိုက်နေတဲ့သူတွေများနေတဲ့အတွက်လောကကြီးပျက်စီးတာတဲ့လူဆိုးတွေကြောင့်လည်းပျက်စီးတာရှိတယ်လို့လူဆိုးတွေကိုလူဆိုးတယ်ဒါဒီမှားတယ်ဒါဒီမှန်တယ်ဒါဒီဖျားဆုံးမနဲ့ညီတယ်ဒါဒီဖျားဆုံးမနဲ့မညီဘူးလို့တကယ်သူတော်ကောင်းမျက်နှာဖျားမျက်နှာပဲထောက်ပြီးတော့ဓမ္မဒိဋ္ဌံကြကြအာဂရိမဖက်ဘဲနဲ့လောကရဲ့အကျိုးအများကောင်းကျိုးရှေ့ရှုပြီးတော့အများကြိုက်ဖို့အတွက်ဖျားကြိုက်ဖို့ပဲအဓိကထားတဲ့သူတွေနည်းနေလို့လောကကြီးပိုပျက်စီးတယ်ဖျားနဲ့မညီတာတွေညီတာတွေကိုမပြောဘဲနဲ့အမုန်းမခံခြင်းဘူးဒီလိုမျိုးဆိုရင်တော့လူဆိုရင်လည်းလူမပီတော့ဘူးဘုန်းကြီးဆိုရင်လည်းဘုန်းကြီးမပီတော့ဆရာဆိုရင်လည်းဆရာမပီတော့ဘူးသီလရှင်ဆိုရင်လည်းသီလရှင်မပီတော့ဘူးဖြစ်သွားမယ်နော်ဒီအတွက်ဒါပေမဲ့အမှန်တရားကနေရာတိုင်းတော့ပြောရမယ်လို့တော့မဟုတ်ပြောတင်ပြောထိုက်တဲ့အချိန်မှာပြောတင်ပြောထိုက်တဲ့စကားကိုတော့ပြောရတာပေါ့နော်ကာလဒေတာပုဂ္ဂလညံနဲ့ရှင်ရမယ်ပေါ့ဗျာဘုန်းကြီးတို့ကတော့ဒါအတတ်နိုင်ဆုံးဖျားဆုံးမနဲ့လျော်ညီတဲ့အဆုံးမများကိုဖျားမျက်နှာပဲထောက်အများမျက်နှာမထောက်ပဲနဲ့လူအများကြိုက်ဖို့တဲ့ဖျားကြိုက်ဖို့ပဲဦးစားပေးတယ်သူတွေဘလို့ပဲကဲ့ရဲ့ဖျားရှင်နဲ့အရိယာသူတော်ကောင်းတွေမကဲ့ရဲ့ဘူးဥထိတ်ထားပြီးတော့အဓိကထားပြီးတော့တရားတွေဟောကြားဖြေကြားပေးပါတယ်ဘုန်းကြီးတို့ကိုယ်တိုင်ကလည်းကြင့်ကြံအတတ်နိုင်ဆုံးစူးစမ်းကြင့်ကြံနေသလိုဖျားဆုံးမနဲ့လျော်ညီတဲ့တရားဓမ္မများကိုမျှဝေဟောကြားဖြန့်ဝေနေတဲ့ဆရာတော်များအမောခံပြီးစုံဆုံးမနေတဲ့ပုဂ္ဂိုလ်များကိုလည်းဘုန်းကြီးတို့ကအင်မတန်ကိုပိုကြည်ညိုတယ်ဘာမှတိတ်မပြောပဲအတားလေးငြိမ်နေတဲ့သူထက်နော်ဒီလိုနေရင်တော့လူကပိုကြိုက်လူတွေကြိုက်မကြိုက်လူတွေကိုမှားရင်မှားတယ်မှန်ရင်မှန်တယ်အမားတွေကိုမကျင့်ဖို့အမှန်တရားတွေကျင့်ကြံဖို့အမုန်းခံပြီးစုံဆုံးမရဲတဲ့သူသားလျင်ဒါသူရဲကောင်းပဲဒါမှသူတော်ကောင်းစိတ်ပဲဘုန်းကြီးတို့ကတော့ဒီပုဂ္ဂိုလ်တွေကိုပဲပို့ပြီးတော့ကြည်ညိုပါတယ်ဒါဆိုရင်တော့ရှင်းပြီထင်ပါတယ်ယောဂီများနားလည်သလားဗျာနားမလဲပြန်မေးကြဒါကဘုရားဆုံးမညီဖြေချခြင်းဖြစ်ပါတယ်နော်